ဒီဗီဒီယိုကတော့အခုလက်ရှိမှာနာမည်ကြီးနေတဲ့ Sora 2ကိုသုံးပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ပါတော့ကျွန်တော်စောင့်နေတယ်အလောဒီမှာSora 2ကိုသုံးပြီးတော့အခုလိုမျိုးဗီဒီယိုတွေဘယ်လိုဖန်တီးရမှာလဲဒီ Sora 2 application ကိုဘယ်လိုမျိုးသုံးအောင်မလဲဆိုတဲ့အကြောင်းအရာတွေကိုပြတ်တော့မှာဖြစ်ပါတယ်အခုလက်ရှိမှာတော့ဒီ Sora 2ကဆိုရင် United States တခုမှပဲသုံးလို့ရပါသေးတယ်ဒါပေမဲ့စိတ်မပူပါနဲ့တခြားနေရာသုံးမယ်ဆိုရင်တော့ US VPN ခံပြီးတော့သုံးမယ်ဆိုရင်ရပါတယ်နောက်ထပ်ဒီ Sora 2က iOS device တွေမှာပဲ application ကို download ဆွဲလို့ရပါမယ်ဒါပေမဲ့ Android သမားတွေကတော့ application နဲ့သုံးလို့မရသေးပဲနဲ့ browser တွေကနေပြီးတော့ AC ဝင်ပြီးတော့ဒီ Sora 2ကိုသုံးလို့ရပါတယ်ဒါဆိုရင်တော့ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုကြည့်လိုက်အောင်ပါဖုန်းထဲမှာရှိတဲ့ VPN တစ်ခုတည်းကိုဝင်လိုက်ပါဒီဗီဒီယိုမှာတော့ Expert VPN နဲ့လုပ်ပြထားပါတယ် Expert VPN ကိုဝင်လိုက်ပြီးတော့ United States region ကိုချိတ်ပေးလိုက်ပါ US VPN ချိတ်သွားပြီဆိုရင်တော့ iOS မှာတွေကတော့ App Store မှာ US location ပြောင်းပြီးတော့ Sora 2 application ကို download ဆွဲလို့ရပါတယ်Android ကိုင်ထားတဲ့လူတွေကတော့ဒီဗီဒီယိုရဲ့ description နဲ့ comment မှာ sora.chatgpt.com ဆိုတဲ့ link ချပေးထားပါတယ်အဲ့ဒီထဲကိုဝင်လိုက်ပါiOS မှာတွေကလည်း application နဲ့မသုံးချင်ဘူးဆိုရင်လည်းအဲ့ဒီ link နဲ့ကိုဝင်လို့ရပါတယ် US VPN မခံဘဲနဲ့ link နဲ့ကိုဝင်လိုက်မယ်ဆိုရင်တော့ခုလိုမျိုးကိုရောက်တဲ့နိုင်ငံကဒီ Sora ကိုသုံးလို့မရဘူးဆိုပြီးတော့ပြနေမှာဖြစ်ပါတယ်။ link နဲ့ကိုဝင်လိုက်တာနဲ့ခုလိုမျိုးမြင်ရမှာဖြစ်ပါတယ်။အကောင့်ဖွင့်ဖို့အတွက်ဆိုရင်တော့ login ကိုနှိပ်လိုက်ပါ။ sign up for free ကိုထပ်ပြီးတော့နှိပ်လိုက်ပါ။ဒီလေးခုတည်းကကိုအကောင့်ဖွင့်ချင်တဲ့ option တစ်ခုခုကိုရွေးလိုက်ပါ။ဒီဗီဒီယိုမှာတော့ continue with Google ကိုပဲရွေးပြီးတော့ဖွင့်ပြမှာဖြစ်ပါတယ်။ချိတ်ချင်တဲ့ Gmail account တစ်ခုခုကိုရွေးပေးလိုက်ပါ။ continue ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါ။နာမည်ရဲ့မွေးနေ့ရဲ့ထည့်ပေးလိုက်ပါနာမည်ရဲ့မွေးနေ့ရဲ့ကိုထည့်ပြီးသွားပြီဆိုရင်တော့ continue ကိုထပ်ပြီးတော့နှိပ်လိုက်ပါနာမည်ထပ်ပြီးတော့ဖြည့်ဖို့လိုပါတယ်စိတ်ကြိုက်နာမည်တစ်ခုကိုထားပြီးသွားပြီဆိုရင်တော့ next ကိုနှိပ်ပေးလိုက်ပါလက်ရှိမှာတော့ဒီ Sora 2ကဆိုရင် invite ပုံစံနဲ့ပဲသုံးလို့ရမှာဖြစ်ပါတယ်ဒီဘောက stay on all ဆိုတာသုံးမှဆိုရင်တော့နာမည်ကြီးနေတဲ့ Sora 2ကိုသုံးလို့ရမှာမဟုတ်ပါဘူးဒီအောက်က under invite code ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ code ကိုဖြည့်မှာပဲဒါ Sora 2ကိုသုံးလို့ရမှာဖြစ်ပါတယ် Sora 2ကိုသုံးချင်တယ်ဆိုရင်တော့ဒီမှာအရေးကြီးဆုံးကတော့ invitation code တွေလိုအပ်ပါတယ်ဒီထဲမှာဖြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ code ကိုထည့်ပြီးတော့သုံးလို့ရပါတယ်ဒါပေမဲ့ဒီ code တွေကအကန့်အသတ်ရှိရကြောင်းမို့လို့တခြားလူသုံးပြီးသွားပြီဆိုရင်တော့ကိုကသုံးလို့ရမှာမဟုတ်ပါဘူးဒီဖုန်းကတော့အကောင့်ဖွင့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ sora.chatgpt.com ကိုလိုက်တဲ့အခါမှာဆိုရင်တော့ခုလိုမျိုးဗီဒီယိုမျိုးတွေကိုတန်းကြည့်လို့ရတာဖြစ်ပါတယ်ဒီကောက်မှာဆိုရင်လည်းဗီဒီယိုတွေဖန်တီးထားတာရှိပါတယ်ခုလိုမျိုး Sora 2မှာဗီဒီယိုတွေကိုဘယ်လိုမျိုးထုတ်ရမလဲဆိုတဲ့အပိုင်းကိုလည်းဆက်ပြီးတော့ပြောပြပေးပါမယ်ခုလိုမျိုးဗီဒီယိုတွေထုတ်တဲ့အခါမှာတော့အရေးကြီးဆုံးကတော့ prompt ဖြစ်ပါတယ်ဒီ prompt ကိုလည်း ChatGPT မှာမြန်မာလိုရေးပြီးတော့အင်္ဂလိပ်လိုအလွယ်တကူထုတ်လို့ရပါတယ် ChatGPT ကိုရောက်တဲ့အခါမှာဆိုရင်တော့ကိုလိုချင်တဲ့ prompt ကိုကိုစိတ်ကြိုက်မြန်မာလိုရေးပြီးတော့အောက်ဘက်ဆုံးမှာ in prompt ဆိုပြီးတော့ရေးပေးလိုက်ပါဒါဆိုရင်တော့ ChatGPT ကနေပြီးတော့ကိုရေးထားတဲ့ prompt ကိုအင်္ဂလိပ်လိုခုလိုမျိုးပြန်ပြီးတော့ရေးပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီစာတွေကိုအကုန်လုံး copy ကူးလိုက်ပါ screen ကိုတစ်ချက်ထောက်လိုက်ပြီးတော့ select text ကိုနှိပ်ပေးလိုက်ပါဒီရောက်ကိုနဲ့ဆွဲပြီးတော့ဒီအစကနေပြီးတော့ဟိုအောက်ဘက်ဆုံးထိဆွဲပေးရပါမယ်အောက်ဘက်ဆုံးထိဆွဲပြီးသွားပြီဆိုရင်တော့ copy ကိုနှိပ်ပေးလိုက်ပါ Sora 2ကိုပြန်သွားပြီးတော့ဒီအလဲကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါနေရာမှာခုန copy ကူးလာတဲ့စာကိုပြန်ပြီးတော့ကူးပေးလိုက်ပါဒီနေရာကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဗီဒီယိုစပြီးတော့ထုတ်နေပါပြီ2မိနစ်3မိနစ်လောက်စောင့်ပြီးတဲ့အချိန်မှာတော့ခုလိုမျိုးဗီဒီယိုမျိုးထွက်လာမှာဖြစ်ပါတယ်ဒီနားအဝိုင်းလေးပြသွားပြီဆိုရင်တော့ဗီဒီယိုကထွက်လာပါပြီတစ်ချက်ကြည့်ကြည့်အောင်ပါဒီဗီဒီယိုလေးပါဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင်တော့ဒီအောက်က post ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီဗီဒီယိုကကိုယ့်ရဲ့အကောင့်မှာတင်ပြီးသားဖြစ်သွားပါပြီဒီဗီဒီယိုကို TikTok တို့ Facebook တို့ YouTube တို့မှာပြန်ပြီးတော့တင်ချင်တယ်ဆိုရင်လည်းဒီဗီဒီယိုကိုတစ်ချက်ထောက်လိုက်ပါညာဘက်တော့အောက်ကနေရာတစ်ချက်နှိပ်လိုက်ပါဒီမှာ download ဆိုတာရှိပါတယ်ဒါဆိုရင်တော့ဒီဗီဒီယိုက download ဆွဲပြီးပါပြီကိုစိတ်ကြိုက် TikTok တို့ Facebook တို့ YouTube တို့မှာပြန်ပြီးတော့တင်လို့ရပါတယ် Sora 2ကိုတခြားသူတွေကိုလည်းပြန်ပြီးတော့သုံးသစ်ချင်တယ်ဆိုရင်လည်းကိုယ့်ရဲ့ invitation code ကိုပြန်ပြီးတော့မျှဝေပေးလို့ရပါတယ် invitation code ကြည့်ရနေရတော့ကိုယ့်ရဲ့ account ရဲ့ညာဘက်တော့ဒီနေရာတစ်ချက်နှိပ်လိုက်ပါ invite friend ဆိုတာရှိပါတယ်ဒီမှာကုတ်ကလေးပေါ်လာပါလိမ့်မယ်ဒီကုတ်ကိုတခြားသူကိုမျှဝေပေးလိုက်မယ်ဆိုရင်လည်းဒါတခြားသူက Sora 2ကိုသုံးလို့ရမှာဖြစ်ပါတယ်ဗီဒီယိုကြည့်ပြီးတော့နားမလည်တဲ့အပိုင်းတွေရှိခဲ့ဆိုရင်လည်း comment မှာမေးခဲ့ပေးလို့ရပါတယ်အားလုံးကိုပြန်ဖြေပေးပါမယ်